တာတွေကိုခံရတဲ့ဆင်းရဲအစာရှိတဲ့တဏှာဝုဆင်းရဲတွေကအင်မတန်ကြောက်စရာကောင်းပါကလားလို့တွေးပြီးကြောက်လာတဲ့တန်ဝေကညံကလေးလောက်ရယုံတော့သူတို့ခမရမှာစိတ်အေးလက်အေးနဲ့အားထုတ်မသွားနိုင်ရှာကြဘူးတေးပြီးတဲ့နောက်အပေလေးပုံကိုစောက်ထိုးကြချင်လဲကြာမတတ်နိုင်တော့ဘူးဖြစ်ချင်ရာဖြစ်ပါစီတော့ဆိုတဲ့သဘောမျိုးနဲ့တဏှာကြီးကိုလှဲမကြည့်နိုင်တော့ပဲမျက်မှောက်ပွားကလေးကိုသာကြည့်ပြီးတွားရရှာတော့တာပဲငါလည်းဒီလိုလူတွေနဲ့တလှေလဲစီးပြီးတဘွားထဲကိုရောက်တော့မလို့နည်းနည်းပဲလူတော့တယ်အတိတ်ကုသိုလ်ကံကလေးကကဲလိုက်တဲ့အတွက်ကျေးဇူးရှင်မကြီးမက်ခင်မေနဲ့တွေ့ပြီးငါရဲ့အားကိုးရအစစ်ကြီးဖြစ်တဲ့မညံဖူညံကိုငါရလိုက်တာပဲသူနဲ့မတွေ့ခင်တော့ငါဆိုရင်ဒီညံတွေဟာအားကိုးရအစစ်တွေလို့ငါမသိခဲ့ဘူးဒီညံတွေရအောင်အားထုတ်ရတဲ့ကျင့်စဉ်တွေဟာစင်ရကလွတ်မြောက်ခြင်းတဲ့သူတိုင်းအားထုတ်ရမယ့်တရားတွေပဲဆိုတာတော့ငါမသိခဲ့ဘူးတီးဖို့နေတတ်တာငါကြားတော့မကြားခဲ့ဘူးသူနဲ့တွေ့တော့မှပဲဒီတရားတွေနဲ့ငါနဲ့တွေ့ရတော့တာပဲဒါပေမဲ့ငါရထားတဲ့မညံဖူညံတွေဟာမလောက်လောက်သေးဘူးဒီမညံဖူညံလောက်နဲ့သာဆိုရင်ငါဟာငရဲတရိတ်ဆန်ပိတ်တာအတူရကဲဆိုတဲ့အပယ်လေးပုံကသာလွတ်ယုံရှိသေးတယ်။အိုနာတီဘေးဆိုတဲ့စင်ရဲတွေနဲ့နောက်ထပ်9ဘဝလောက်ငါတွေ့ရအောင်မယ်။ငါမတွေ့ချင်တော့ဘူး။ဒီစင်ရဲတွေကိုငါအကြောက်ကြီးကြောက်သွားပြီးဖြစ်နိုင်ရင်ဒီဘဝမှာပဲဒီစင်ရဲတွေကလွတ်ချင်ပြီ။အိုနာတီဝဲဆိုတဲ့စင်ရဲတွေရှိနေသည်များဘယ်ဘဝမှမကောင်းဘူး။ဒါကြောင့်မို့လဲရှင်တော်မြတ်ဖျားဟာစင်ရဲတွေထဲကတဝဲလဲလဲဖြစ်နေကြတဲ့တတ္တဝါတွေချမ်းသာစိတ်ကိုမြင်မြန်မျက်မှောက်ပြုကြရပါစေဆိုတဲ့မဟာဂရုဏာတော်ကြီးနဲ့ဟုတ်တာမီနေခံမတုခံအပုထုံစနတေဝိတံဘိက္ခုဝိတာတမပါတိအပတ္တောအတဝက်ခယံတီလာအချင်းရှိကမြဖြစ်၎င်းအကြမ်းမြင့်များကမြဖြစ်၎င်းတည်ကြည်မှုတမာတိရကမြဖြစ်၎င်းစိတ်ငြိမ်ရ၌နေကမြဖြစ်၎င်းယဟန်သည်အတဝကုန်ခံသောယဟန်နာအဖြစ်သို့မရောက်တည်သည်များပုရုဇဉ်တို့မမီဝဲအပ်သောအနာဂါမိဟိုချမ်းသာကိုရပေ၏ဟု၍မရက်နားလိုက်ပါနဲ့လို့ဟောကြားတော်မူခဲ့တာပဲအဲဒီတော့ငါလဲတောတာမတ်ဖို့လောက်ကလေးကိုရတာနဲ့အချိန်နဲ့ကြီးကျေနပ်ပြီးရက်နေလို့မဖြစ်သေးဘူးကျေးဇူးတော်အဆုံးဂုဏ်တော်လျံညံတော်နန္ဒနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးရဲ့အလိုတော်ကြတိုင်းအခုလိုအခွင့်ကောင်းရတော့ဒီစင်းရဲတွေကမြင်မြန်လွတ်အောင်ကိုစမ်းရှိတွေညံစွမ်းရှိတွေရုံထွက်မှပဲငါတော့တောတာပတ္တိမတ်ကိုရပေပြီဆိုပြီးရေသာကိုလိုက်နေလို့မဖြစ်သေးဘူးဒီကနေ့ပဲတတိမောင်လိုက်ဖေးနဲ့တွေ့ပြီးအလောက်ကနှုတ်ထွက်လိုက်တော့မယ်။ဒါပြန်လာလို့မှားစရာရှိတာကလေးတွေမှားပြီးတာနဲ့တပြိုင်နက်ရဟန်းမောင်ကိုဝင်တော့မယ်လို့ဦးသိန်းဟာတခဲနဲ့တန်တဲ့တန်ချလိုက်ပါတယ်။ဒီတန်တဲ့တန်ရာဦးသိန်းဟာအလောက်ကနှုတ်ထွက်လာကိုချက်ချင်းစရည်တယ်။အဲဒီလိုရေးပြီးတတိကိုလိုက်ဖေးနဲ့တွေးဖို့စောသေးတာနဲ့ပရိတ်ခရာ၈ပါးဝယ်ရအောင်ဈေးကိုသွားတယ်။ဈေးကပြန်မနှက်စာစားတော့ပြီးတဲ့အခါဦးသိန်းလည်းသူ့အလောက်ကနှုတ်ထွက်စာကိုကင်ပြီးတထေးကိုလိုင်ဖီစီထွက်သွားတယ်။ကိုလိုင်ဖီနဲ့တွေ့တဲ့အခါကိုလိုင်ဖီမင်းတို့စီမှာဦးလောက်လောက်ခဲ့တာဒီကနေ့နဲ့ဆိုရင်39နှစ်နဲ့9လနဲ့17ရက်ရှိသွားပြီ။အစိုးရစီမှာအမှုထမ်းရင်အတအစိတ်ပဲအမှုထမ်းရတယ်။ဦးအမှုထမ်းတာကတော့အနှစ်40နာကိုနီးသွားတာပဲ။ဒီမှာလောက်လောက်ခဲ့တဲ့အချိန်တွင်းမှာဦးဟာမောင်လိုင်ဖီတို့ရဲ့ပစ္စည်းဆိုရင်မတရားတစ်ဖြစ်တွေ့အပ်ကလေးတစ်ချောင်းစက်ကူတူရက်ကိုတော့မယူဘူးဆိုတာဘယ်ကျန်းကိုပဲကင်ပြီးပြောရဦးပြောရဲပါတယ်မော်လိုက်ဖေတို့ရဲ့အလုတ်ကြီးဟာမဆုပ်ရအောင်ဦးလဲကိုစွမ်းရှိတွေညံစွမ်းရှိတွေစူးစမ်းပြီးလှုပ်ပေးခဲ့တယ်ဆိုတာမော်လိုက်ဖေရဲ့အဖေကိုထုံးကောင်းသိပါတယ်မော်လိုက်ဖေလည်းကောင်းသိပါလိမ့်မယ်မော်လိုက်ဖေတို့ရဲ့ကာမဝါစရကုသိုလ်ကလည်းအင်မတန်ကောင်းတော့အလုတ်ဟာဦးလှုပ်ခဲ့တဲ့အနှစ်40နီးပါးအတွင်းအင်မတန်တိုးတက်ခဲ့ပါတယ်ဒီကနေ့ဆိုရင်လဲတွေရောတစ္ဆာဆန်ဆက်တွေရောကိုတောင်တွေရောအားလုံးရဲ့တန်ဖိုးဟာ10သိန်းထက်တော့မနှဲပါဘူးအဲဒီတော့မောင်လိုက်ဖေတို့ရဲ့အဖိုးဦးမြကြီးလက်ထက်ကလေးကထူထောင်ခဲ့တဲ့အလုပ်ကြီးဟာပျက်စီးမသွားရအောင်မောင်လိုက်ဖေစူးစမ်းပြီးလုပ်ပါဦးပြောတာလွန်သွားရင်လည်းတီးခံပါမောင်လိုက်ဖေဟာဒီကနေ့ထိအလုပ်ကြီးနားမှာစိတ်ဝင်စားတာကိုဦးမတွေ့ရသေးဘူးအပျော်ပါနဲ့ပဲအချိန်ကုန်ခဲ့တာပဲဒီအပျော်ပါဆိုတာအခုဘဝမှာလဲလူကိုပျက်စီးစေတတ်တယ်တည်ရင်လဲအပယ်လေးပုံကိုကြားစေနိုင်တယ်အဲဒီတော့အခုချိန်ကစပြီးမောင်လိုက်ဖေဟာတန်ဝေကရဖို့ကောင်းလှပြီတန်ဝေကရပါတော့လို့လေဦးဟာကိုတူကိုတာရင်လို့သဘောထားပြီးတိုက်တွန်းပါတယ်ဦးအနေနဲ့ဆိုရင်အလောက်လောက်လာတာကြာပြီဆိုတော့နည်းနည်းလဲပန်းလာပြီပြီးတော့လေမက်ခင်မီဆုံးသွားတဲ့နောက်အလောက်ဆက်လောက်ချင်တဲ့စိတ်လည်းမရှိတော့ဘူးဖုန်ကြီးလို့ဖို့ပဲတန်တိတ်ထန်ချလိုက်ပြီးအဲဒါကြောင့်ဒီကနေ့ကစပြီးအလောက်ထွက်ပြရစီတော့အလောက်ထွက်တဲ့စာလဲတခါတည်းယူလာပါတယ်ဆိုပြီးကိုလိုက်ဖေကိုစာလမ်းပေးလိုက်တယ်ကိုလိုက်ဖေကစာကိုဖွင့်မကြည့်ပဲ
ဦးထွက်လို့မဖြစ်သေးပါဘူးလို့ပြောပြီးရက်နေပါတယ်ထွက်ပြရစီတော့မောင်လိုင်ဖေရဲ့ဘုံကြီးလောက်ကိုဦးမှာပေးခရ၈ပါတော့ဝယ်ပြီးပါပြီလို့ဦးသိန်းကပြောတယ်နောက်3နှစ်ပဲလုပ်ပေးပါဦး3နှစ်ပြီးရင်ဦးထွက်ပါတော့လို့မောင်လိုင်ဖေကပြောတယ်3နှစ်မပြောပါနဲ့မောင်လိုင်ဖေရဲ့ဦး3လတောင်လုံးမပေးနိုင်တော့ပါဘူးဦးမှာအလုံးလုံးချင်တဲ့စိတ်ဂုံသွားပါပြီဒီတခါတော့တီးခတ်ပါမောင်လိုင်ဖေရဲ့အဲ့ဒီလိုဦးသိန်းကပြောပါတယ်ကိုလိုင်ဖေလည်းခဏလောက်တွေ့ပြီးဦးထွက်သွားရင်ဦးလက်အောက်ကဘယ်သူများဦးနေရမှာတတ်နိုင်မလဲလို့မေးတယ်ဘားခိုင်ဆိုတဲ့ငွေကန်စီးတယောက်တော့ရိုးရိုးတတကလေးပဲမောင်လိုင်ဖေသဘောကျရင်ခန့်နိုင်ပါတယ်လို့ဦးသိန်းကပြောတယ်မောင်လိုင်ဖေကခေါင်းခါပြတယ်အဲ့ဒီလိုပြပြီးကဲဦးတစ်နှစ်ပဲလောက်တော့ဒီတစ်နှစ်တွင်ကျွန်တော်လူကောင်းတယောက်ကိုရှာပြရစီလို့ပြောတယ်ဦးသိန်းကမလုပ်ပြရစီနဲ့တော့မောင်လိုင်ဖေရဲ့လို့ထပ်ပြီးပြောတယ်ဒီလောက်ကြီးဒီလောက်ကြီးကျယ်လာတာဦးလုပ်ပေးတာလည်းပါတယ်ကျွန်တော်တို့ကုသိုလ်ကောင်းလို့ကြီးပဲမဟုတ်ပါဘူးဦးထွက်သွားပြီးဒီနေရာမှာတွေးကြရလို့တင်လိုက်ရင်ပြတ်မှာပဲ6လလောက်ကြာလို့စက်တွေမှာခေါင်းလိုက်တစ်လုံးစီကိုတောင်တွေမှာအမိုးတစ်ခုစီကြံရင်ကန်ကောင်းပဲလို့ကိုလိုင်ဖေကပြောပါတယ်ဦးသိန်းဟာသူ့အလုံးမှာတန်ရောစင်အင်မတန်ကြီးမန်းကိုကိုလိုင်ဖေသိတယ်ဒါကြောင့်ဒီလိုပြောလိုက်တာပဲဖြစ်တယ်ဦးသိန်းလည်းခဏလေးစဉ်းစားပြီးအိမ်မှာပြေးခရ၈ပါတော့ဝယ်ပြီးနေပြီလို့ခက်ဖြည်းဖြည်းပြောပြီးသူ့ကောင်းကိုအောက်ဆိုင်ထားပါတယ်တအားလောက်ကြာတဲ့အခါကိုလိုင်ဖေကဦးရဲ့သားမောင်မစ်ဆွေကဒီမှာမလုံနိုင်ဘူးလားလာခါကတော့ကြိုက်သလောက်ယူပါသူရနေတဲ့အစိုးရလာခထက်တော့မနှဲရပါဘူးပြီးတော့လေကျွန်တော်တို့အမှတ်တမဲ့ဖြစ်ပြီးတာဝန်ပြတ်နေတာတခုရှိတယ်ကိုစီမှာဒီလောက်ကြိုးကြိုးစားစားလုပ်ပေးနေတဲ့သူကိုတစ်နှစ်အမျက်ကိုကြည့်ပြီးစုပေးရမယ်အဲ့ဒါလေဦးပဲဆက်လို့ဦးရဲ့သားပဲလို့ဦးကြိုက်တယ်လို့စီစဉ်ပါဦးသားလို့ဦးထွက်သွားရင်လေဟိုတော့ငွေ9000ယူပါလို့ကိုလိုင်ဖေကပြောတယ်ငွေအကြောင်းတော့မပြောပါနဲ့မောင်လိုင်ဖေရဲ့ငွေအတွက်ပြောနေတာမဟုတ်ပါဘူးဦးလည်းပေမန်းနေတာနဲ့မက်ခင်မီဆုံးသွားတာနဲ့သွားတိုက်ဆိုင်ပြီးဦးကိုတိုင်ကဘုံကြီးလုပ်ဖို့တန်တိတ်တန်ချလိုက်တဲ့အတွက်ဒီလောက်ပြောနေတာပါဦးသိန်းကအဲ့လိုပြောပါတယ်ဒီလိုဆိုရင်ဦးရဲ့သားမောင်မစ်ဆွေကကျွန်တော်ပြောသလိုလောက်ပါမလားလို့ကိုလိုင်ဖေကထပ်မိတယ်မပြောတတ်ဘူးသူလည်းအလောက်ကထွက်ဖို့ထွက်စာတင်လိုက်ပြီးဒီပြန်လာပြီးဝင်းနီးတင်မယ်ပြီးတော့ဦးလိုပဲဘုံကြီးဝုန်းမှာပဲလို့ဦးသိန်းကပြောတယ်ကိုလိုင်ဖေကလည်းပြုံးပြီးဦးတို့သားဖားတွေများဘာတွေဖြစ်နေကြသလဲအဖေကလည်းဘုံကြီးလုပ်မယ်တားကလည်းဘုံကြီးလုပ်မယ်တားဖားနှစ်ယောက်စလုံးဖျားစုများပန်ထားကြသလားလို့ပြောတယ်ဦးသိန်းလည်းဘာမှပြန်မပြောဘူးတအားလောက်ကြာတော့ကဲဦးမောင်မစ်ဆွေပြန်လာတဲ့အထိခဏဆိုင်ပါအောင်မောင်မစ်ဆွေပြန်လာတော့ကျွန်တော်ကိုယ်တိုင်တွေ့ပြီးပြောကြည့်ပါဦးမယ်လို့ဦးသိန်းရဲ့ထွက်စာကိုပြန်ပေးလိုက်တယ်အရက်20လောက်ကြာတဲ့အခါမောင်မစ်ဆွေအလောက်ကထွက်လာပြီးပြန်ရောက်လာတယ်ကိုလိုင်ဖေလည်းမောင်မစ်ဆွေနဲ့တွေ့ပြီးသူ့ဖေအလောက်ကထွက်ရင်သူ့ဖေနေရာမှာဝင်လောက်ဖို့ပြောတယ်မောင်မစ်ဆွေလည်းဖုန်ကြီးလောက်ဖို့အတွက်သူ့အလောက်ကတောင်ထွက်လာတယ်အဲ့ဒီတော့ဒီမှာအလောက်ဆက်လောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးတီးခန့်ပါဆိုပြီးညင်းလိုက်တယ်ကိုသိန်းလည်းသူ့နှုတ်ထွက်စွာကိုယူပြီးကိုလိုင်ဖေနဲ့တစ်ချိန်တွေ့ပြန်တယ်ကိုလိုင်ဖေကလက်မခံဘူးတစ်နှစ်လောက်တော့လှုပ်ပါအောင်ဒီအတွင်းလူကောင်းတယောက်လောက်ရှာပြရစီလို့စိုးအတင်တောင်းမှန်ပြီးပြန်လွှတ်လိုက်တယ်ဦးသိန်းလည်းအိမ်ကိုပြန်လာပြီးသူဝေထားတဲ့ပြေးခရ၈ပါးရှိမှရက်ပြီးသင်္ကန်းကိုကန်ကြည့်လိုက်တပိတ်ကိုကန်ကြည့်လိုက်ရက်တောင်ကိုကန်ကြည့်လိုက်နဲ့လှုပ်နေတယ်မောင်မစ်ဆွေလည်းအနားမှာရက်ပြီးဖေဖေဘယ်တော့လောက်ဖုန်ကြီးလုပ်မလဲလို့မေးပါတယ်ဖေဖေကြံထားတာကတော့လူကလေးပြန်ရောက်ပြီးနောက်တနေ့လှုပ်ဖို့ပဲအခုတော့တမျိုးဖြစ်နေပြီကွယ်လို့ဝမ်းနဲ့တန်နဲ့ပြောပါတယ်ဘယ်လိုတမျိုးဖြစ်နေတာလဲကိုလိုင်ဖေဘာပြောလိုက်တယ်လဲလို့တားကမေးတယ်တနေ့ဆက်လောက်ပါအောင်ဒီနှစ်တွင်လူကောင်းတယောက်လောက်ရအောင်ရှာပြစီလို့ဦးတင်ပြီးတော့အတင်းတောင်းမှန်လှုပ်လိုက်တယ်လို့အဖေကပြောတယ်အဲ့ဒီတော့ဖေဖေဘယ်လိုဆုံးဖြတ်တယ်လဲလို့တားကမေးတယ်ဘယ်လိုမှမဆုံးဖြတ်ရသေးပါဘူးတနေ့ဆက်လုပ်ဖို့ဆိုတာကတော့အင်မတန်ခက်နေပါတယ်မေတေပြီးကလေးကတေချင်းသဘောတရားဟာအင်မတန်မြန်နိုင်တယ်အခုစကားပြောနေရင်လည်းတော့တေသွားနိုင်တယ်လို့ဖေဖေသဘောပေါက်နေတယ်အဲ့ဒီတော့ဖေဖေဘာမှမပြောချင်တော့ဘူးမတေခင်ဖုန်ကြီးပဲလှုပ်ချင်တယ်ဖုန်ကြီးမလှုပ်လိုက်ရပဲတေသွားမှာတော့ဖေဖေအင်မတန်စိုးရိမ်နေတယ်လို့ဖေဖေကပြောတယ်ကိုမလို့ချင်လဲထွက်လိုက်ဖို့ဖေဖေရဲ့ဘာဖြစ်လို့ဒီလောက်စိတ်အဖေမှန်းခံနေရတယ်လဲသူတို့လောက်ကိုဒီလောက်လှုပ်ပြီးခဲ့ပြီးရင်တော်ရောပေါ့ဖေဖေတောင်ကြည်လာပါပြီလို့တားကပြောတယ်ဒါတော့ဒါပေါ့လူကလေးရဲ့ဒါပေမဲ့အခုလောက်ရှစ်ခုဦးတင်တောင်းပန်နေရဲ့သားနဲ့ဇိုးထွက်လိုက်မယ်ဆိုရင်ကတာညူတာကတဝီဒီဆိုတဲ့မင်္ဂလာတရားတော်ကိုတွေးဖြီးပြီးကြည်ရများရောက်နေမလားဆိုတာကလည်းဖေဖေစိတ်ထဲမှာစွဲနေသေးတယ်အမှန်စစ်စစ်တော့ဖေဖေအပေါ်မှာရောမင်းမေအပေါ်မှာရောလူကလေးအပေါ်မှာရောသူတို့ရဲ့ကျေးဇူးတွေကမနှဲလာဘူးလို့အဖေကပြန်ပြောတယ်အဲ့ဒီလိုပြောနေတော့ဆံမြက
ထမင်းစားလာခေါ်တယ်အဖေကလူကလေးတာသွားစားချင်တော့ကွာဖေဖေမစားချင်တော့ဘူးစံမြကြီးငါဖို့ကော်ဖီတစ်ခွက်ပဲပို့လိုက်ပါကွာလို့ပြောတယ်ဖေဖေကလည်းမဟုတ်တာပဲစိတ်ညစ်စရာမဟုတ်တာကိုစိတ်ညစ်နေတယ်လာပါထမင်းစားပါအောင်ထမင်းစားပြီးမှဒီကိစ္စကိုဆက်ပြီးတိုင်ပင်နေတာပေါ့လို့ပြောဆိုသူ့ဖေကိုထမင်းစားဖို့ဆွဲခေါ်သွားတယ်ထမင်းစားရင်မောင်မစ်ဆွေလည်းဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေရတယ်ထမင်းစားပြီးတဲ့အခါဖေဖေကျွန်တော်ဒီလိုစဉ်းစားလို့ရတယ်ကိုလိုင်ဖေတို့ပေးမယ်ငွေ9000ကိုဖေဖေလက်ခံမယ်ဆိုရင်ဖေဖေနေရာမှာကျွန်တော်တနည်းဝင်လောက်ပေးမယ်လို့တားကပြောတယ်ဖေဖေလည်းတားကိုမျက်လုံးပြူပြီးကြည့်ရင်ဒီငွေ9000ကဘာလို့ဖို့လဲခွာလို့ပြန်မေးတယ်အဲ့ဒီလိုမေးပြီးတော့မှငါလောက်ပေးခဲ့တာတွေဟာဒီ9000ကိုယူလိုက်ရင်အလကားဖြစ်သွားမှာပေါ့လို့အဖေကခက်မြင်မြန်ဆက်ပြောတယ်ဖေဖေကျွန်တော်ပြောတာခဏနားထောင်ပါအောင်အနောက်နိုင်ငံတွေမှာဖေဖေလှုပ်ပေးသလိုသာလှုပ်ပေးရင်အနှစ်40အတွင်း9000မကဘူးရရမယ်ဒီမှာတော့အလုပ်ရှင်တွေကလည်းလောဘကြီးတယ်အလုပ်သမားတွေကလည်းရကောင်းစီလို့နားမလည်ကြဘူးဒါဟာလက်စားရလည်းမဟုတ်ဘူးတစိုးလက်ဆောင်ယူတာလည်းမဟုတ်ဘူးကိုရခွင့်ရထိုက်တဲ့ငွေကိုယူတာပဲအလုပ်သမားတွေကိုနှစ်စဉ်နှစ်တိုင်းစုဝင်မပေးမိတာဟာသူတို့ရဲ့တာဝန်ပြတ်ကွက်မှုတစ်ခုပဲလို့တထေးလောက်သူကိုယ်တိုင်ကဝန်ခံထားတာတခုတည်းနဲ့ဒီငွေဟာဖေဖေစစ်စစ်ကျဲတရားသဖြင့်ရခွင့်ရထိုက်တဲ့ငွေဆိုတာအင်မတန်ထင်ရှားနေပါပြီပြီးတော့ဒီငွေကိုပေးပါလို့ဖေဖေကတောင်းတာလားတထေးကပေးတာလားလို့မေးတယ်ဖေဖေမတောင်းပါဘူးကွာသူ့ဟာသူပေးတာပါလို့ဖေဖေကဖြေတယ်ဖေဖေလောကထွက်မယ်လို့ပြောလိုက်ရင်ဒီငွေ9000တော့ထွက်လာမှာပဲဆိုတဲ့စေတနာကောဖေဖေမှရှိသလားလို့တားကမေးပြန်တယ်မရှိပါဘူးလူကလေးရဲ့ဖေဖေဖြစ်ဒါကိုတွေးတော့မတွေးမိပါဘူးလို့အဖေကဖြေပြန်တယ်အဲ့ဒီတော့နံပါတ်1ဒီငွေ9000ဟာကိုရထိုက်တဲ့ငွေလည်းဖြစ်တယ်နံပါတ်2ကိုကလည်းမတောင်းရဘူးတထေးကိုယ်တိုင်ကလည်းပေးမယ်လို့ပြောတယ်နံပါတ်3အလုပ်ထွက်မယ်ဆိုတာဒီငွေ9000ကိုလိုချင်လို့ချောင်းလန်းတဲ့အနေနဲ့ပြောတာလည်းမဟုတ်ဘူးဒီလိုချောင်းလန်းမှုစေတနာဟာကို့မှာလည်းအလှင်မရှိဘူးအဲ့ဒီအကြောင်း3ကြောင်းကြောင့်ဒီငွေဟာကိုလိုက်ပြတသက်ရှိရှိနဲ့ယူကိုယူနိုင်ပါတယ်ဖေဖေလို့တားကပြောတယ်နေပါအောင်ကွာဒီငွေရတော့ဘာလို့ပို့လဲလို့အဖေကမေးတယ်မေမေအင်မတန်စိတ်ဝင်စားတဲ့အဖွဲနှစ်ဖွဲ့ရှိတယ်တစ်ဖွဲ့ကပရိယတ္တိစာပြန်ပွဲအဖွဲ့နောက်တစ်ဖွဲ့ကသာသနာရိပ်သာထောက်ပံ့ရေးအဖွဲ့အဲ့ဒီနှစ်ဖွဲ့တစ်ဖွဲ့ကို2500စီလှူမယ်မေမေလည်းဒီလှူကိုရောက်လျာရက်ကတာလူခုံမယ်ဖေဖေလည်းအနှစ်40အလောက်လို့ရတဲ့ချွေးနှဲစာနဲ့မြတ်စွာဘုရားရဲ့သာသနာတော်ကြီးစီပင်ပြတ်ပွားရေးကိုဒီလိုထောက်ပံ့လိုက်ရတယ်ဆိုတာတွေးမိတိုင်းဝမ်းသာမယ်အဲဒါကြောင့်ဒီလူဟာဖေဖေတို့ထာဝရကုသိုလ်တော်ကြီးလည်းဖြစ်မယ်ဖေဖေစိတ်ချမ်းသာအောင်ဝင်မိခုရတဲ့အတွက်ကျွန်တော်မှလည်းကုသိုလ်တွေအများကြီးရမယ်ဖေဖေလည်းဖေဖေကြိုက်တဲ့နေ့မှာပဲချက်ချင်းဘုံကြီးလုံးနိုင်မယ်လို့တားကရှင်းပြတယ်အဖေကြီးလည်းသဘောကျတယ်အဲ့ဒီတိုင်းစီစဉ်ရရှိတာတွေကိုတားပါးနှစ်ယောက်ဟာအဲ့ဒီနေ့မှာပဲတတိကိုလိုက်ဖိနဲ့တိုင်ပင်ပြီးစီစဉ်ကြတယ်နောက်တနေ့မောင်မီဆွေဟာသူ့ဖေနေရာမှာအလုံးဝင်လုပ်တယ်အဖေကြီးလည်းတားအလောက်ခန်းကိုလာပြီးအလုပ်သဘောတွေပြောပြနေတယ်ပြီးတော့စက်ရုံအလုပ်သမားတွေနဲ့မိတ်ဖွဲ့ပေးတယ်နောက်ပြီးတော့စက်ရုံတွေကိုတောင်တွေကိုရှောက်ကြည့်ကြတယ်ညနေအိပ်ပြန်ရောက်ဓမီစားတောက်ပြီးတဲ့အခါမောင်မီဆွေကကိုလိုင်ဖီရဲ့အိမ်ကိုသွားတော့ကမက်ခင်လာလည်းမတွေ့ခဲ့ပါလားလို့အရင်တစ်ခါကကိုလိုင်ဖီဒီကိုလာတော့ကမက်ခင်မေတယောက်ကနေကောင်းရဲ့လားလို့ကျွန်တော်မေးဘူးတယ်ကိုလိုင်ဖီကလည်းကျွန်တော်မေးတာကိုမဖြေပဲအိမ်မှာရှိပါတယ်လို့မဖြေချင်ဖြေချင်းဖြေပြီးတခြားစကားတွေကိုလွှဲလိုက်တာနဲ့ကျွန်တော်လည်းဆက်မမေးတော့ဘူးလို့ပြောပါတယ်ကိုသိန်းလည်းမက်ခင်လာအကြောင်းကိုပြောရင်မောင်မီဆွေကိုမေတ္တာရှိနေတဲ့အကြောင်းကစပြီးပြောသိနေလားလို့စဉ်းစားတယ်မက်ခင်မေဟာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုဆုံးမထားတာတတိယတဲ့အတွက်ဒီပိုင်းကိုသူချန်ခဲ့ပြီးမက်ခင်လာကလေးဟာအိမ်အောင်ကြကလေးကဒုက္ခပါပဲသားရဲ့လို့အစားချီလိုက်တယ်။ကောင်မကလေးကလည်းငငယ်လေးရှိသေးတယ်မဟုတ်လား။အိမ်အောင်ကြတော့16နှစ်ပဲရှိသေးတယ်။ဒါနဲ့ရွယ်တူပဲလေတွက်ကြည့်ပါလား။ဒါ10တန်းတုန်းက16နှစ်မဟုတ်လား။အဲ့ဒီ10တန်းတုန်းကဒီကောင်မကလေးအိမ်အောင်ကြတာပဲ။အဲ့ဒီတော့ကိုလိုင်ဖေကအသက်စိတ်လောက်ရှိနေပြီ။ကိုမချစ်တဲ့လူလည်းဖြစ်ပြန်ကိုထက်လည်းအသက်ပုံကြီးကြီးပြန်ဆိုတော့ကောင်မကလေးဟာသူ့မာနကလေးနဲ့သူနေတဲ့ထင်ပါရဲ့မောင်လိုင်ဖေနဲ့သူ့မိကလည်းသူတို့အောက်ကိုကျိုးစေချင်တယ်သူတို့ထားရမှာနေစေချင်တယ်ဆိုတော့ကောင်မကလေးဟာတာမီနှစ်ယောက်စလုံးနဲ့ဓာတ်ရိုက်သွားတိုးတာပဲမောင်လိုင်ဖေဟာအကြိုက်အနှက်ဝါသနာသိပ်ပါတယ်ဒီအထက်အရက်မူလာရင်ဒီတငယ်ဟာလူစိတ်ပြောက်တယ်ဆိုတော့ကောင်မကလေးတီရောပေါ့ကွာတခါရိုက်ပြီဆိုရင်မထနိုင်အောင်ရိုက်တာပဲတီလူမျိုးပါရိုက်တာပဲရိုက်ရင်လည်းလူရှိသူရှိရဲ့လို့မရှောင်ဘူးတခါဖေဖေရှိနေတော့ဘာကိစ္စနဲ့လည်းမဆိုနိုင်ဘူးကောင်မကလေးရင်အောင်ကိုလက်သီးနဲ့ထိုးလိုက်တာပုံလက်သားကျသွားတယ်ဖေဖေလဲလန့်ဖြန့်ပြီးထူမလို့သွားတယ်
မောင်လိုင်ဖေကဖေဖေကိုဆွဲထားပြီးနေပါစေအောင်ကျွန်တော်တို့လင်မယားရန်ဖြစ်တဲ့အထဲဘေးကလူတွေဝင်တာကျွန်တော်မကြိုက်ဘူးလို့ငါ့ကိုပြောတယ်ငါလည်းဒေါသဖြစ်ပြီးပြန်ထွက်လာခဲ့တယ်နောက်တနေ့မตาပို့ရပြီးအောင်မိတာပဲကောင်မကလေးလည်းသူ့ဝိုးကမကုံသေးတော့မသိနိုင်ဘူးကွာအဲ့ဒီလိုတားကချွေးမကိုရိုက်နှံထိုးကျိတ်နေတာအမေလောက်သူကတကူမှဝင်မတားဘူးသူစီလိုက်တော့အတော့မပြတ်ဘူးလိုင်ဖေးမမေမမရှင်ဆုံးတာလူကလေးကြားလိုက်သေးသလားလူကလေးအစိုးရလုံးဝင်လို့2နှစ်လောက်ရမှာပဲထင်ပါတယ်ဆုံးသွားတယ်အမေဆုံးပြီးမောင်လိုင်ဖေးဟာပို့ပြီးတော့ရမ်းလာသေးတယ်ညစီတန်းကဆိုင်နေထဲမှာမောင်လိုင်ဖေးဝင်ပြီးတော့မှန်တွေပကံတွေမရိုက်ခွဲဘူးတဲ့ဆိုင်ဟာမရှိသလောက်ပဲဒီလိုရရမ်းပြီးရော်ရတာလဲခဏခဏပဲအရက်မူရင်ဒီတငယ်ဟာလူစိတ်ပြောက်တယ်တစ်ဖက်သားကိုတဲပြီးထိုးချင်ရိုက်ချင်တာပဲလူတွေကိုမရိုက်မနှက်မထိုးချက်ရရင်မှန်နေပကံတွေရိုက်ခွဲတာပဲကောင်မကလေးလဲဒီတန်တွေပဲထင်ပါရဲ့ကွာချောင်းဆူသွေးပယောဂဖြစ်ပြီးအဲ့ရထဲမထားနိုင်တာ3နှစ်လောက်ရှိနေပြီနလန်မထူပါဘူးကွာတင်ပါပဲလို့ဖေဖေကပြောတယ်အဲ့ဒါကြောင့်မို့မက်ခင်လာတယောက်နေကောင်းရဲ့လားလို့မေးတာကိုလိုင်ဖေးမဖြေတာကိုလို့တားကပြောတယ်အဲ့ဒီလိုပြောပြီးဒီလူနဲ့ကျွန်တော်လှုပ်လို့ဖြစ်ပါမလားဖေဖေလို့တားကပြောတယ်ဒါတခုတော့ကောင်းတယ်ဒီတငယ်ရောသူ့ဖေကိုထုံရောအလောက်ထဲတော့ဝင်မရှုပ်ဘူးသူတို့ကသူတို့မူးနေရပျော်ပါနေရဖေရိုက်နေရရင်ပြီးတာပဲလို့ဖေဖေကပြောတယ်ကျွန်တော်ကောလိပ်ကျောင်းမှာတုန်းကမက်ခင်လာသမီးလေးတယောက်ရတာကျွန်တော်ကြားတယ်သူ့မှာသားသမီးပဲနှစ်ယောက်ရှိနေပြီလေလို့တားကမေးတယ်အဲ့ဒီသမီးလေးတယောက်ပဲမေကြီးတဲ့ဒါပေမဲ့လူတွေကအကြီးလို့အခေါ်များတယ်ဆယ်တန်းဆိုင်မွေးပွဲမှာရှုံးတာနဲ့ကြောင်းထွက်နေတယ်လို့အဖေကဖြေတယ်မက်ခင်လာရဲ့ဖေရောမေရောညီမကလေးမက်ခင်တောင်ရောအကုန်လုံးဆုံးကုန်ပြီနော်ကျွန်တော်မူဦးဝင်မှာတုန်းကမမေပြောပြတယ်လို့တားကပြောတယ်အေးအားလုံးဆုံးကုန်ကြပြီမက်ခင်လာဟာဒီမောင်လိုင်ဖေနဲ့သူ့ကိုအတင်းပေးစားရမလားလို့အမေကိုစိတ်နာတာနဲ့အမေတေခံဒီမှာခေါ်တာလည်းမလာဘူးတေတော့လည်းမตาလိုက်မပို့ဘူးအမေကြီးမသိခင်တမီးတို့ကအများကြီးစိတ်မချမ်းမသာဖြစ်ပြီးတည်သွားရရှာတယ်လို့အဖေကပြောတယ်။အော်ဒီလောက်ထိဖြစ်သွားတယ်နော်။